လောအားလုံးပဲမင်္ဂလာပါအခုကျွန်တော်တို့ဘေးကွန်ပျူတာမှာတက်ရောက်နေအကြောင်းသားအကြောင်းသူတွေသူတို့သတင်းကြို live နေကြလို့ရှိရင်ဘာ plan ရှိလဲဘာလုပ်ကြမယ်ဆိုတာကို live မှာဖြစ်ပါတယ်အားလုံးပဲ like ခဲ့ကြအောင်နော်အလုံးကြီးလေးမင်္ဂလာပါ ခွဲမင်္ဂလာပါ သတင်းကြိုကြရင်ဘာလို့အစီအစဉ်လေးရှိလဲပေါ့ ဟောပေါ့တရင်ကျွတ်ကြရင်ဟိုလာပြင်းနေမှာမေလို့ကြော့မယ်အင်ရလူတီးတူမတွေကိုကြော့ပြီးတော့မီးထုံးမယ်ပေါ့ဒါပါပဲအစီအစဉ်ကတော့တိတ်တော့ထွေထွေမရှိသေးဘူးပေါ့တကယ်ကြီးနေနေဆိုရင်လည်းတောက်ပြစ်မယ်စားပြစ်မယ်ထင်တာပါပဲ ဟုတ်ပါပြီကျေးဇူးပါဗျာမင်္ဂလာပါ မင်္ဂလာပါ သတင်းကြိုကြလို့ရှိရင်ဘာလို့အစီအစဉ်ရှိလဲ အကိုတယောက်နဲ့လူသွားတော့ ဟုတ်ပါကျေးဇူးပါ သမီးကသတင်းကျွမ်းလာခြင်းတွေမှာတော့ဖဲသွားဖို့စီစဉ်လေးတွေရှိတယ်ဆမကိုပြောပြအောင်နော်ဟုတ်ဖဲသွားဖို့စီစဉ်ရှိပါတယ်ဟောအေးသမီးသတင်းကျွမ်းလာခြင်းတွေမှာဗာစီစဉ်လေးတွေရှိတယ်ဖဲသွားမလို့လုပ်တာ သမီးမင်္ဂလာပါ မင်္ဂလာပါ သမီးသတင်းကြိုမှာပေါ့ဘာစီစဉ်လေးရှိရပေါ့လာပြင်းနေ အတိရဲ့ဆွေမျိုးတွေကကောလုံးပတ်ကြတော့မမပတ်တာပေါ့ အေးပါသမီးကျေးဇူးပါ ဟုတ် ပျော်ရွှင်စွာသတင်းကြိုဖြစ်ပါစေနော်သမီးမင်္ဂလာပါ မင်္ဂလာပါတိကျ သမီးသတင်းကြိုစီစဉ်နေတယ်ဘာလေးရှိလဲဆမ်းမကိုပြောပြအောင်နော် အဆောင်ပါပဲနေ ဩဟုတ်ကဲ့ပါပျော်ရွှင်သတင်းကြိုဖြစ်ပါစေနော် ပြီးတော့တိကျ သမီးမင်္ဂလာပါ မင်္ဂလာဟာ သမီးပေါ်သတင်းကြိုစီစဉ်လေးဘာလေးရှိလဲဆမ်းမကိုပြောပြအောင်နော် ရုံးလည်းအမေတို့ချက်လဲသွားမှာ ဟုတ်ကဲ့ပါပျော်ရွှင်သတင်းကြိုဖြစ်ပါစေသမီး ဟုတ်ပါအဲ့မင်္ဂလာပါမင်္ဂလာတိတည်င်းကျပိတ်ရကြရင်တိုင်းပဲဒီသွားပြီးတော့ဘာလို့ဖို့စီစဉ်ရှိနေဆိုတာပြောပြအောင်နော် ကျောက်တော်ရေးဝဲသွားပြီးတော့မနက်ပိုင်းမှာစတူဒီလာချင်းဝင် အဲ့ဆိုလာစားလို့ရပြီပေါ့ဒီသူပါတိုင်းမင်္ဂလာပါမင်္ဂလာပါတည်င်းကျပိတ်ရကြရင်ဘယ်ဒီသွားပြီးဘာလို့ဖို့စီစဉ်ရှိနေပြောပြအောင်နော်တည်င်းကျကြရင်ခီးသွားပြီးမဟုတ်လို့ပတ်စားလို့အဲ့ဆိုလိုက်ခဲလို့ရလားရတယ်ချက်ခေါ်မယ်တိုင်းမင်္ဂလာပါဟုတ်စပါဘူးလားတည်င်းကျပိတ်ရကြရင်တိုင်းဘယ်ဒီသွားပြီးတော့ဘာလို့ဖို့စီစဉ်ရှိနေပြောပြအောင်နော် ဟာတငယ်ကြီးနေနဲ့ကျောက်တော်ကြီးဖျားဝဲသွား လိုက်ခဲလို့ရလား ဟုတ်ရတယ် သမီးသတင်းကျွလာခြင်းနေကြရင်သမီးပဲသွားဖို့စီစဉ်လေးတွေရှိလဲ တငယ်ကြီးနေနဲ့တူတူ ဟောတငယ်ချင်းလေးနဲ့သွားမှာဟုတ်ပြီသမီးကျေးဇူးပါသမီးသတင်းကျွလာခြင်းနေကြရင်ပဲသွားဖို့စီစဉ်လေးတွေရှိလဲ တငယ်ကြီးနဲ့ဖြစ်သွားလား ဟောအေးသမီးပြောရှင်းတဲ့ခရီးဖြစ်ပါသည်